episode အစမှာတော့တောအုပ်ထဲမှာအန်ရကြီးတဲ့အခြေအနေတစ်ခုဖြစ်နေပါတယ်မိန်းကလေးတချို့ဟာတောထဲမှာအန်ရရှိတဲ့ဘီလူးတစ်ကောင်နဲ့ရင်ဆိုင်နေရပြီးသူတို့အနေနဲ့ထွက်ပြေးဖို့ကြိုးစားနေပေမဲ့ဘီလူးကနောက်ကနေလိုက်တိုက်ခိုက်နေပါတယ်အခြေအနေကပိုဆိုးလာတဲ့အချိန်မှာတော့အဲ့ဒီနေရာကို silver armor ဝတ်ထားတဲ့ arc ရောက်လာပါတယ် arc ကဘာတွေဖြစ်နေတယ်ဆိုတာမြင်လိုက်တာနဲ့မိန်းကလေးတွေကိုကယ်တင်ဖို့ချက်ချင်းဝင်သွားပါတယ်သူ့ရဲ့ပုံမှန်စွမ်းအားနဲ့ပဲဘီလူးကိုအလွယ်တကူတားဆီးနိုင်ပြီးအန်ရထဲကလူတွေကိုကယ်တင်ပေးလိုက်ပါတယ်ဒီလိုအခြေအနေတွေက arc အတွက်မထူးဆန်းတော့ပါဘူးသူ့ရဲ့မူလရည်ရွယ်ချက်က one dragon mountains ကိုသွားပြီးသူ့ရဲ့ skeleton အဖြစ်ကိုပြောင်းလဲပေးနိုင်မဲ့ကျင်းစာဖယ်ရှားတဲ့ရေတွင်းကိုရှာဖွေဖို့ဖြစ်ပါတယ်ဒါပေမဲ့ arc ကဒုက္ခရောက်နေတဲ့သူတွေကိုတွေ့ရင်လမ်းမလွဲနိုင်တဲ့သူဖြစ်တာကြောင့်ခရီးတစ်လျှောက်မှာလူတွေကိုကူညီရင်းတွာလာနေပါတယ် arc နဲ့အတူ Arian ရှာယုံနဲ့ Pana တို့လည်းခရီးဆက်နေကြပါတယ် Arian က arc ရဲ့အခြေအနေကိုနားလည်ထားပြီးသူ့ရဲ့ skeleton ပုံစံကိုပြန်လည်ဖြည့်ရှင်းနိုင်မဲ့နည်းလမ်းကိုရှာဖွေဖို့ကူညီပေးနေပါတယ်ရှာယုံကလည်းသူ့ရဲ့ ninja စွမ်းရည်နဲ့အဖွဲ့ကိုကူညီပေးနေပြီး Pana ကတော့အဖွဲ့ရဲ့ချစ်စရာအဖော်ဖြစ်လိုက်ပါနေပါတယ်ခရီးဆက်ရင်းဝါကတို့ဟာလူတွေအခက်ခဲဖြစ်နေတဲ့နေရာတွေကိုတွေ့တိုင်းဝင်ကူညီကြပါတယ်ဒါကြောင့်သူတို့ရဲ့မူလသွားမဲ့နေရာနဲ့တဖြည်းဖြည်းဝေးလာပါတယ်နောက်ဆုံးမှာတော့ Wind Dragon Mountains နဲ့တော်တော်ဝေးတဲ့ရွာတစ်ရွာကိုရောက်လာကြပါတယ်ဒါပေမဲ့ဒီရွာကိုရောက်တဲ့အခါထူးဆန်းတဲ့အရာတစ်ခုဖြစ်လာပါတယ်အာကာတို့ကိုမြင်လိုက်တာနဲ့ရွာသားတွေဟာကြောက်လန့်သွားပြီးတယောက်ပြီးတယောက်ထွက်ပြေးကြပါတယ်အာကာကတော့သူတို့ဘာကြောင့်ဒီလောက်ကြောက်နေကြတာလဲဆိုတာမသိသေးပါဘူးသူ့ရဲ့တန်ချက်ကအောက်မှာ skeleton ဖြစ်နေတာကိုလူတွေမသိစေချင်တဲ့အတွက်တော့ဒီလိုတုံ့ပြန်မှုကပိုပြီးတန်တရားဝင်စရာဖြစ်လာပါတယ် Arian နဲ့ Chain တို့ကလည်းရွာရဲ့အခြေအနေကိုသတိထားမိကြပါတယ်ဒီရွာမှာပုံမှန်မဟုတ်တဲ့တစုံတရာရှိနေကြောင်းသူတို့နားလည်လာပါတယ်ဒီအချိန်မှာတို့ရဲ့ခရီးစဉ်ကနောက်ထပ်ပြဿနာတစ်ခုစီရောက်သွားပါတယ်သူတို့ဟာလမ်းတစ်လျှောက်မှာအပြစ်မဲ့လူတွေကိုကယ်တင်ပေးလာခဲ့တာကြောင့်လူကုန်ကူးသူတွေကိုလည်းတွေ့လာရပါတယ်အဲ့ဒီလူတွေဟာမိန်းကလေးတွေကိုဖမ်းဆီးပြီးကျုံအဖြစ်ရောင်းချဖို့ကြိုးစားနေကြပါတယ်အာကာတို့ကဒီလိုအခြေအနေကိုတွေ့တာနဲ့ချက်ချင်းဝင်ရောက်တာစီးပါတယ်အာကာရဲ့ခွန်အားကြောင့်ရန်သူတွေဟာသူ့ကိုမရှင်နိုင်ကြပါဘူးရှဲယုံကလည်းဖမ်းဆီးခံထားရသူတွေကိုလွတ်မြောက်အောင်ကူညီပေးပါတယ်အရင်ကတော့သူမရဲ့မော်ဆွမ်းအားကိုအသုံးပြုပြီးရန်သူတွေကိုတိုက်ခိုက်ပါတယ်ဒီလိုနဲ့အကလို့ဟာအပြစ်မဲ့သူတွေကိုကယ်တင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီအဖြစ်အပျက်ကအဲ့ဒီမှာမပြီးသေးပါဘူးနောက်ပိုင်းမှာ Ark နဲ့ Arian တို့ရဲ့နာမည်နဲ့ပုံစံကိုအသုံးချနေတဲ့လူတွေရှိနေကြောင်းသိလာရပါတယ်သူတို့ဟာ Ark နဲ့ Arian တို့လိုဝစ်စင်ပြီးမိန်းကလေးတွေကိုဖမ်းဆီးနေကြတာပါဒါကြောင့်အပြစ်မဲ့သူတွေကတကယ်တို့ကိုပါလူဆိုးတွေလိုထင်သွားနိုင်ပါတယ် Ark အတွက်တော့ဒီကိစ္စကတီးမခံနိုင်စရာပါသူ့ရဲ့နာမည်ကိုအသုံးချပြီးအပြစ်မဲ့သူတွေကိုထိခိုက်အောင်လုပ်နေတဲ့သူတွေကိုရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်သူ Silver Knight ဟာမကြခင်မှာအနိုင်ယူခံရပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာပိုကြီးမားတဲ့ပြဿနာတစ်ခုပေါ်လာပါတယ်ဒီအမှုရဲ့နောက်ွယ်မှာ Odwan ရှိနေပါတယ်သူဟာအရင်ကဖြစ်ခဲ့တဲ့အရာတွေကြောင့်အရှုံးမပေးသေးပဲအာကာတို့ကိုပြန်လည်ဒုက္ခပေးဖို့ကြိုးစားနေပါတယ်သူတို့လည်းမှာတော့တာမန်လက်နက်မဟုတ်တဲ့မော်ပစ္စည်းတစ်ခုရှိနေပါတယ်အဲ့ဒီပစ္စည်းကိုအသုံးပြုပြီးဝါအုပ်စုကြီးတစ်ခုကိုထိန်းချုပ်နိုင်ပါတယ်ခဏအတွင်းမှာပဲအာကာတို့ရှိမှအော်ခါတွေအများကြီးပေါ်လာပါတယ်Arian က work အုပ်စုကိုတယောက်တည်းနှီးပါရင်ဆိုင်ပြီးသူမရဲ့မိမော်နဲ့အများပြားကိုတိုက်ခိုက်ရှင်းလင်းပါတယ်ဒါပေမဲ့ work တွေကဆက်ပြီးပေါ်လာနေပါတယ်အကြောင်းကတော့ဂျူဒဝန်ကမော်ပစ္စည်းနဲ့သူတို့ကိုဆက်လက်ထိန်းချုပ်နေလို့ပါခဲယုံကလည်းအခြေအနေကိုစောင့်ကြည့်ပြီးအဖွဲ့နဲ့အတူတိုက်ပွဲဝင်ပါတယ်အာကာကတော့ Orc တွေရဲ့အဓိကခေါင်းဆောင်ကိုရှာဖွေပါတယ်နောက်ဆုံးမှာခေါင်းဆောင်ကိုတွေ့ရှိသွားပြီး Orc ကသူ့ရဲ့ဓာတ်တစ်ချက်နဲ့တိုက်ခိုက်ရှင်းလင်းလိုက်ပါတယ်ဒါပေမဲ့ Orc အုပ်စုကတော့ချက်ချင်းမရက်သေးပါဘူးဒါကြောင့် Orc ကပိုကြီးမားတဲ့မော်ဆွမ်းအားကိုအသုံးပြုပြီး War အုပ်စုတစ်ခုလုံးကိုရပ်တန့်ဖို့ကြိုးစားပါတယ်အဆုံးမှာတော့ Orc ရဲ့မော်ဆွမ်းအားကြောင့်ရန်သူအုပ်စုကြီးကိုအပြီးသက်တားဆီးနိုင်ခဲ့ပါတယ်ဒီတိုက်ပွဲအပြီးမှာ Orc တို့ဟာဖမ်းဆီးခံထားရတဲ့မိန်းကလေးတွေကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်Orc အတွက်တော့ဒီဟာကသူ့ရဲ့ခရီးစဉ်ကိုနောက်ကျစေတဲ့နောက်ထပ်ပြဿနာတစ်ခုဖြစ်ပေမဲ့အပြစ်မဲ့သူတွေကိုကယ်တင်နိုင်ခဲ့တာကြောင့်သူ့အတွက်တော့တန်ပါတယ်